15 ရက်နေ့တကြံရဲ့နောက်ဆုံးနေ့ကိုတော့နာမည်အကြီးဆုံးဖြစ်တဲ့ခောက်ဆန်လန်ကိုတွားခဲ့ပါတယ်။ခောက်ဆန်လန်ကိုမီဒီတို့က MRT နဲ့တွားပြီးတော့ Samron Station မှာဆင်းခဲ့တယ်ပေါ့နော်။ပြီးတော့အဲ့ဒီမှာတက်တုတ်လေးရှိရပေါ့နော်။တက်တုတ်ကတယောက်ကို30ပေးရပါတယ်။အဲ့ဒီကဒီခောက်ဆန်လန်ကိုတိုက်ရိုက်ပို့ပေးတယ်ပေါ့နော်။အော်တယောက်ကို30ပေးရပါတယ်။ MRT ကနေစီးပြီးတော့တက်တုတ်နဲ့လောက်ပါမယ်။တော့ကလမ်းထိပ်မှာချက်ပြီးတော့မတီတော့အထက်ကိုလမ်းလျှောက်ဝင်ရတယ်ပေါ့နော်ပါแป้งลงหน่อยลูกပါแป้งมาก่อนครับโอเคဒီတော့နောက်ဆုံးနေ့ကိုခောက်ဆက်မှာပါပါမယ်ခောက်ဆက်လေးပါမယ်ဒီနေ့ကလည်းဆောရဲ3နာရီရောက်လာဆိုတော့တိတ်တော့မရှိသေးဘူးပေါ့နော်ညမှာပို့ချင်မှာပေါ့နော်ဒါပေမဲ့ဝင်လို့မရမှာဆိုလို့ဆော့လိုက်ခဲ့ပါရဲ့ဖြစ်တော့လေခောက်ဆက်အောင်ဘွားဆောင်းနေမလားခောက်ဆန်တဲ့တစ်ဝိုက်ကို၄ထောက်ကြအဝင်အထွက်လောက်ထားတာဆိုတော့မီဒီတို့အထဲကိုမရောက်သေးဘူးပေါ့နော်ဒါကဝင်ပေါက်ကိုလမ်းလျှောက်နေရဖြစ်ပါတယ်မီဒီတို့သွားတာနည်းနည်းစောသေးတဲ့ကြောင့်မို့လူရတာနည်းနည်းပါသေးရပေါ့နော်မကြည့်ပါသားဒီမှာဗီဒီယိုရိုက်ပြီးပဲများနေအောင်နောက်ကကိုရီးယားကောင်လေးတယောက်ကရှိပတ်ချင်လို့ဆိုပြီးအတင်းလေးပတ်နေလို့မကြည့်လည်းပေးပတ်လိုက်ပါတယ်ရှင်ဒါတော့ကျွန်မကောက်တရဲ့ Spider-Man ဝတ်စုံဝတ်ချင်လို့ဆိုပြီးခဏနာပြီးတော့ Max ရတာပါเนาะပြီးတော့တော့ပါတော့မယ် Spider-Man 什么呀？我问他，真的可以帮到你雷他吗？对对对。ไม่วิดีโอขนาดไหนဆိုတော့ security check point ကိုဖြတ်ပြီးတာနဲ့တကယ်ဘာလန်ဖြစ်တဲ့ခောက်ဆန်လန်ကိုရောက်ပြီပေါ့နော်ခောက်ဆန်ဆိုတဲ့အတိုင်းဘားတွေကအများကြီးရှိရပါတော့အဲ့ဒီကမှ DJ မျိုးစုံနဲ့တခြင်းတွေဖွင့်တာတော့တကယ် party vibe လမ်းပေါ့နော်ဒီလမ်းတော့မိုက်ပါတယ်ဒါပေမဲ့တခုပဲပေါ့နော်ရေလုံးဝအလကားမရပါဘူးရှီရောင်းတဲ့ဆိုင်ကြီးပဲပေါ့နော်အရင်အရှိရက်တွေကတွားခဲ့တဲ့နေရာတွေလိုမျိုးရှီထားပြီးတဲ့ဒီလကားဖြစ်လို့ရတဲ့ထားပဲနေရာတနေရာမှမရှိဘူးပေါ့နော်နေရာတိုင်းအကုန်ဝယ်ရပါတယ်ရှင်ခောက်ဆန်တဲ့နဲ့စီလုံလန်းတော့နိုင်ငံခြားသားအများဆုံးလာတဲ့လမ်းပေါ့နော်အဲ့တော့ဘင်းနေရာကြီးကြီးနေရာတိုင်းကအဖြူတွေအညိုတွေကြီးပဲပေါ့နော်ဗီဒီယိုရိုက်နေမှဒီလိုကင်မရာကိုတမင်ရီလှမ်းပတ်ပါသေးတယ်တော့ singer က promotion စနေကမလေးကိုဆက်နော်မီဒီတို့နောက်တစ်ခေါက်ဝင်ပေါက်ကိုပြန်ရောက်လာပြန်ပြီပေါ့နော်မီဒီတို့နည်းနည်းစောနေရဆို3-4ပတ်ပတ်နေတော့လေ
ဒီမှာဆိုလို့ရှိရင်ရဲတွေကလည်းကိုတွေကိုပတ်ကိုတွေကလည်းရဲတွေကိုပတ်ထုံးနေလဲလိမ့်နေရဲတွေမျက်နှာတွေကလုံးဆုပ်ပြတ်တက်နေရပါပေါ့နော်ဒါပေမဲ့အားလုံးကပြုံနေကြပါတယ်ပြောဖို့ကောင်းပါတယ်ရှင်တန်းတန်းလုံးကရေခဲရည်နဲ့ပဲပတ်တာဆိုတော့ရေခဲရည်ပုံးလိုက်လောင်းခံရတဲ့အခါမှာအခုလိုမျိုးပဲထားခုံပြီးអော်ရပါသေးတယ်မဆိုလဲကြည့်ပါအောင်အထဲကိုတန်းစီနေသူကနေတာမဟုတ်ပေါ့နော်ညနေညနေစောင်းလာတဲ့အခါမှာတဖြည်းဖြည်းနဲ့လူကပုံများလာပြီးတော့ပြည့်ကျက်လာပေါ့နော်ညရောက်လဲဆိုလို့ရှိရင်တိုးလို့တော့နိုင်မှာမဟုတ်တော့ချရညောင်းလာပြီဆိုတော့ဘာတစ်ခုမှမထမ်းပြီးတော့ကဲခဲ့ပါလေဝါရီပတ်ချင်တဲ့ရေလဲမွေးချုံဆိုလို့ရှိရင်တော့ဒီလိုမျိုးဘားတွေမှာဝင်ထားပြီးတော့ဘီယာဝင်အားပေးတယ်ဆိုရင်တို့ကအလက်ကားပြတ်ပါတယ်အဲ့ဒီမှာရေပွဲစရာမလိုဘဲနဲ့ပတ်လိုက်ရပါတော့ဒါမီဒီတို့ထိုင်နေဘားရဲ့ရှိမှာမီဒီလည်းရေပတ်ခဲ့ပါသေးတယ်ဒီလိုရေးဆော့ပြီးပိုက်စာနဲ့တခုဝင်စားခဲ့ပါတယ်ဒါကတော့ကောက်ညင်ရဲ့ချက်ကင်ရဲ့အကင်ဆုံးစားခဲ့တာပေါ့နော်ဒီဆိုင်လေးကစားလို့လည်းကောင်းတယ်ဈေးလည်းမဆိုးဘူးတန်တယ်ပေါ့နော်ဒီအကုန်လုံးမှာဘတ်200ကျော်လေးပဲကျပါတယ်စားရတဲ့အရသာလည်းကောင်းပါတယ်ဒီရိုက်နဲ့အကင်နဲ့စားလာမယ်နားကလည်းမီဒီတို့လည်းတညလုံးမနေနိုင်ဘူးပေါ့နော်ခောက်ဆက်မှာမနက်3နာရီထီနေကြတာ9နာရီခွဲလောက်ကြာတဲ့မှာမီဒီတို့လည်းအရန်ချမ်းလာတာနဲ့ပြန်ခဲ့ပါတယ်ရှင်ဒီနှစ်တော့မီဒီတို့ရဲ့
Songkran vlog ကဒီမှာတည်းပြီးဆုံးပါပြီရှင်နောက်နေ့ဒီမှာပြန်တွေ့ကြမယ်နော်တတာ